နေယူရိုစီရှင်းကတော့အပန်းစာပါကိုရောက်ရှိလာခဲ့ပဲဖြစ်တယ်ဒီဟီရိုကအရင်တော့ China စာပါမှာပဲရှိရအခု Global စာပါကိုမကြခင်ရောက်ရှိလာတော့မယ်ဒီဟီရိုရဲ့စကေးကိုမိုတွေကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးသွားမှာဖြစ်တယ်စကေး1ကဘယ်လိုလုပ်တာလဲဆိုတော့ဗျာ enemy ကိုထိမိဆိုတာနဲ့သူက3ချက်ထိရပေါ့နော်နောက်ဆုံးတစ်ချက်မှာဆိုရင် damage ကပို့ပြီးတော့ထွက်တယ်လို့ဒီ enemy ကို backward ဆိုပြီးတော့နောက်ကိုတွန်းပေးမှာဖြစ်တယ်တကယ်လို့ enemy ကိုမထိမိဘူးဆိုတော့စကေး1ကတစ်ချက်ပဲသုံးလို့ရမှာဖြစ်တယ်စကေး2ကဘယ်လိုလဲဆိုတော့ဗျာစကေး2သုံးလိုက်မယ်ဆိုရင်ဖာရှာလိုမျိုးငါတစ်ကောင်ပေါ်လာမယ်နောက်ပြီးတော့စကေး2ကိုထပ်ပြီးတော့ရွှေ့လို့ရမယ်ဗျာ enemy ကိုသုံးမိရဆိုရင်မကြစ်ဒမ်းမိရတဖြည်းဖြည်းချင်းပေးနေမှာ enemy ရဲ့ movement speed ကို50% ကျော်ချော့ချပေးမယ် enemy ရဲ့ magic defense ကို minus 10ချော့ချပေးမယ်ပေါ့နော်အများဆုံးအနေနဲ့ minus 20တိချော့ချပေးနိုင်တယ်လို့ပြောထားတယ်စကေး2ကကြာကျွန်တော် enemy ကိုထိမိမထိမိကျွန်တော်တို့ဒီစကေး2နောက်တစ်ဆင့်ထပ်ပြီးတော့သုံးလို့ရနိုင်တယ်နောက်ပြီးတော့ကျွန်တော်ဒီစကေး2နဲ့ enemy ခြုံထဲမှာရှိမရှိလဲစစ်လို့ရတယ်ဒါကြောင့်မလို့စကေး2ကဘယ်ထဲဆိုင်မဲ့ဆိုရင်လုံးဝမိုက်တယ်ပေါ့ enemy ခြုံထဲမှာရှိမရှိခြုံနဲ့ခြုံလောက်ကိုအသာလေးစစ်လို့ရတယ်ဇီရှင်းရဲ့ ultimate ကကြတော့ရီဆန်ရှင်းရဲ့ ultimate နဲ့တွားပြီးတူတယ်ပေါ့နော်ဒီကောင်မကဒီ ultimate ပေးလိုက်မယ်ဆိုရင် enemy ကိုဘေးရှင်ပြမယ်စတန်ပေးမယ်ပေါ့နော်စတန်က 0.8 second ပေးမယ်ပြီးတော့ magic damage ပေးမယ်ပေါ့နော်ရီဆန်ရှင်းရဲ့ ultimate အတိုင်းဖြစ်တာမလို့ကျွန်တော်တို့ enemy က map ပေါ်မှာဘယ်နာရောက်ရော enemy တစ်ကောင်တည်းမဟုတ်ဘူးဗျ enemy 9ကောင်လုံးသူက damage ပေးမှာဒါပေမဲ့ရှောင်းလို့မရဘူးလားဆိုတော့ရှောင်းလို့ရတယ်ပေါ့နော်ဒီကောင်မှဒီ ultimate ပေးတော့မယ်ဆိုရင်စဝိုင်းလေးပေါ်လာတယ်အဲ့ကြရင်ကိုကအဲ့စဝိုင်းလေးပေါ်လာခဲ့ခါကြရင်ကိုကတန်းပြီးရှောင်းလို့ရတယ်ဒါပေမဲ့ကိုကဘက်တရီမှာသုံးမယ်ဆိုရင်တော့ enemy ကရှောင်းလို့ရမှာမဟုတ်ဘူးအဲ့တော့ ultimate ကတော်တော်လေးယုံမိုးကောင်းမယ်ပေါ့ဗျာနောက်ပြီးတော့ဇီရှင်းက ultimate သုံးတဲ့အခါမှာဆိုဗျာ skill 1 skill 2သုံးလို့ရတယ်ဒါကြောင့်မလို့ enemy ကိုစတန်ပေးမယ် skill 1 skill 2ပေးမယ်ဆိုတော့ဒါဆို enemy တစ်ကောင်ပြတ်ဖို့ပါသိကြရပေါ့နော်ဒီကောင်မှ AOE damage ရောမဟုတ်ဘူးဒါပေမဲ့ဒီကောင်မှပုတ် damage လို့ပေါ့နော် damage ကိုဖြည်းဖြည်းချင်းအဲ့လိုပေးရမေမျိုးဗျာဇီရှင်းရဲ့ပတ်စစ်ကဘယ်လိုလဲဆိုတော့ဗျာ enemy ကိုနဲ့ထိမိရဲဆိုရင် enemy ကိုဗျာစတန်ပေးပြီးတော့နောက်ကိုတွန်းပေးလိုက်မယ်တွန်းပေးလိုက်ပြီးတော့ကိုကရှီးပြန်တက်သွားမယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့6 round ကတော့တော်တော်လေးကိုကြာတယ်6 round က2မိနစ်ကြာတယ်လို့ပြောထားတယ်ပေါ့နော်ဇီလောင်းလိုမျိုးအဲ့လိုလာနိုင်တဲ့ကောင်တွေရှိရဲဆိုရင်ကိုကပတ်စစ်ရှိရဲဆိုရင်ပတ်စစ်နဲ့ပတ်စစ်ကတွန်းထုတ်ပြီးတော့ကိုကရှီးတော့သွားမယ်ဆိုရင်အသာလေးပြေးလို့ရတယ်ပေါ့နော်ဆိုတော့ brother အနေနဲ့ new hero ဇီရှင်းကိုဘယ်လိုမြင်လဲကျန်းတဲ့မေးတကောင်လားဒါမှမဟုတ် you မေးတကောင်လို့မြင်လား brother အနေနဲ့ဒီ new hero ဇီရှင်းရဲ့ gameplay လေးကိုရှုစားလိုက်ကြပါအောင်The Phoenix Red! You have slain an enemy! I grant you a noble divine will! Answer for your transgressions! Divine will! And understood! Your team destroyed the turret! Plucked from the finest palace blooms. Rule with strength and conviction. Blossom with grace and compassion. The throne is but a symbol. My right to rule transcends petty court squabbles.